にちは、ハラメイランです。前回の動画ではミャンマーで発生した地震の状況をお伝えしました。多くの方に関心を持っていただきました。今回は現地のニュース映像をもとに最新の被害状況を日本語でお伝えします。現地では今も多くの方が厳しい状況に直面しており、私自身も日本からできる支援について考えながら、こうして情報を発信し続けたいと思っています。少しでも多くの方に現状をしていただくことが支援の輪を広げる大きな力になります。よろしければチャンネル登録や高評価、コメントで応援していただけると嬉しいです。それでは現地のニュース映像をご覧ください。လာကိုကောင်းပြီလေလာကိုတလေးပေါင်းပြီလေပေါင်းတော့ဒီလေးပေါင်းငလင်ကြောင့်တည်ဆုံးရုပ်လောင်းတွေများပြားလုံးလို့မန္တလေးကတကြိုဆက်တွေမနိုင်မနှင်းဖြစ်နေတယ်လို့သိရှိရပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်လူတည်ဆုံးမှုနဲ့ထိခိုက်ပျက်စီးမှုအဆိုးရွားဆုံးဖြစ်တဲ့မန္တလေးမြို့ကတောင်အင်းမြောက်အင်းတုတ်တန်နဲ့ကြာနီကန်တုတ်တန်တွေမှာရုပ်လောင်းတွေယာနဲ့ချီပြီးနေ့စဉ်တကြိုနေရတာပါ။မနေ့မတ်လ29ရက်နေ့ကတောင်အင်းမြောက်အင်းတုတ်တန်မှာရုပ်အလောင်း300ကျော်တကြိုခဲ့ရပြီးဒီကနေ့ဆိုရင်တော့မနက်ပိုင်းမှာရင်အလောင်း200ကျော်တကြိုပြီးဖြစ်တယ်လို့နောက်ထပ်လည်းဘုန်းကြီးနဲ့လူအလောင်းတွေထပ်ရောက်လာနေတယ်လို့အဲ့ဒီနေရာကိုရောက်ရှိနေသူကပြောပြပါဗျ။တောင်အင်းမြောင်အင်းဆိုလုံးဝမနိုင်တော့ဘူးလာတဲ့ဒီလူဒီနိဗ္ဗာန်ရင်တွေကိုလက်မခံတော့ဘူးပေါ့နော်ဒီကြာနီကန်တင်းကြိုင်းကိုသွားပြီးတကြိုခိုင်းနေပေါ့အဲ့ဒါလေနောက်လျှောက်လူတွေကလာနေတော့မယ်အတင်းကားတွေလည်းလာတယ်နောက်ကဒီကိုဖုန်ကြီးကားတွေလည်းလာတယ်တန်ဃာတော်တွေလည်းအမှတကြိုနေကြရပေါ့နော်ပြီးတော့ဒီအစားတော့တလောင်းချင်းအဲ့ဒါကိုလေမီးတကြိုဆက်အထဲထဲမှာပုံထားတဲ့အလောင်းတွေလည်းရှိသေးတယ်မီးတကြိုဆက်အပြင်မှာလည်းအလောင်းတွေတစ်ဖြည်းဖြည်းနဲ့ထပ်လာတာတကြိုဆက်အထဲမှာကအပြင်ဘက်မှာပါအလောင်းတွေများလွန်းတာကြောင့်တချို့ဆိုရင်တုတ်တန်အနီးမှာပဲကိုယ့်အစီအစဉ်နဲ့ကိုယ်တကြိုနေကြတယ်လို့သိရပါတယ်။တချို့တွေဆိုမနိုင်တော့လို့လေတချို့ကျတော့တီးတန့်အပြင်မှာကိုယ့်ဘာကိုတကြိုတာတွေရှိတယ်ပြီးတော့မနိုင်တော့လို့အပြင်မှာတကြိုတဲ့ဟာတွေလည်းရှိတယ်အဲ့မီးတကြိုဇက်ကလည်းတော်တော်လောရတယ်ပေါ့နော်နောက်ကအဲ့ရမီးတကြိုဇက်လုံးတဲ့လူတွေကိုမေးတာမနေ့ကဆိုရင်လည်းအနည်းဆုံး300ကျော်ကိုတကြိုရတယ်ပေါ့နော်ဒီနေ့ဆိုရင်တော့ဒါအခုပြင်ပဲ200ကျော်နေပြီပေါ့နော်ဒီအစောပိုင်းပဲရှိသေးပေါ့200ကျော်နေပြီဆိုတော့ဆက်လာမယ့်အနေထားမှာတော့ရှိသေးတယ်လို့ပြောတယ်အလောင်းတွေကတော့ကလေးတွေရောလူကြီးတွေရောတန်ဃာတော်တွေရောမိန်းကလေးတွေရောအများကြီးများတယ်ပေါ့နော်လာပြီးတကြိုကြတာစစ်ကောင်စီရဲ့မတ်လ29ရက်ည8:00နာရီအထိထုတ်ပြန်ချက်အရတည်ဆုံးသူအရေအတွက်ဟာ1600ကျော်အထိမြင့်တက်လာနေပါတယ်။လက်ရှိအချိန်ထိလည်းမန္တလေးစကိုင်းနဲ့နေပြည်တော်တို့မှာတည်ဆုံးသူတွေနဲ့ပိတ်မိသူတွေရှိနေစေဖြစ်ပါတယ်ခင်ဗျာ။ငလင်ကြောင့်အထီးခိုက်တွေများပြားပြီးလက်ရှိအချိန်အထိကုညီကယ်ဆယ်ရေးတွေမရရှိသေးတဲ့အခြေအနေတွေကို DV ရဲ့ Facebook Messenger ကိုဆက်သွယ်လာခဲ့တဲ့စကိုင်းမြို့ဒေသခံတယောက်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းသွားမှာဖြစ်ပါတယ်။စကိုင်းမြို့ရဲ့လက်ရှိအခြေအနေကဘယ်လိုရှိပါသလဲရှင်ပြောပြပေးပါအောင်ရှင်။အခုအခြေအနေကတော့တစ်မျိုးလုံးအပျက်စီးကတော့တစ်မျိုးလုံးနှီးပါများတယ်။အခုလက်ထိပေါ့နော်။ပိတ်မိပြီးတော့ကဲထုတ်လို့မရတဲ့လူတွေလည်းကျန်နေပါသေးရဲ့ရှင်ဟုတ်။မနေ့ကညဘက်တွေထိတော့လေကရိန်းနေနဲ့မပြီးတော့လှုပ်ကြတယ်အဲ့လိုလေးအောက်ကိုပြိုပြီးတော့ပြီးသွားပြီးတော့ဘလို့မှဆက်လုပ်လို့မရတော့ထပ်ပြီးတော့လေမရဲတော့လေအဲ့လိုမျိုးတွေဖြစ်ကြတယ်ရှင်ဟုတ်ပညာရှင်တွေတော့မရောက်လာနိုင်သေးဘူးပေါ့ရှင်ဟုတ်ကဲ့ပါကုညီကယ်ဆယ်ရေးတွေကလက်ရှိအချိန်ထိရောက်မလာသေးတဲ့အခြေအနေလားရှင်ခုမနေ့ကျမတို့ပတ်ကြည့်တဲ့အခြေအနေမှာတော့ဒီတိုင်းပဲတခြားဘာမှတော့ကယ်ဆယ်ရေးထက်မလာသေးဘူးမလာသေးပဲနဲ့အထက်မှာပိတ်မိပြီးတော့ကျောင်းသားလေးတွေပေါ့နော်ကိုပိုင်ကျောင်း private ကျောင်းမှာပိတ်မိနေတဲ့ဟာတွေဟုတ်ပြီးရင်မူဂျူတွေလည်းပိတ်မိပြီးတော့အကုန်လုံးကတော့အသက်မရှိကြတော့ဘူးနဲ့တူပါတယ်ဟုတ်ကဲ့ပါနောက်တစ်ခုကလေဒီ private ကျောင်းတွေမူဂျူကျောင်းတွေပိတ်မိနေတဲ့အခြေအနေကိုလည်းအသေးစိတ်ပြောပြပေးလို့ရမလားရှင်မူဂျူကတော့ထုတ်ရပြီးပြီလားဆုံးတာတော့14ယောက်လောက်ရှိတယ်လို့ပြောတယ်ရှင်ဟုတ်တကျောင်းကိုတီးတဲ့အကြောင်းပေါ့နော်တခြားကျောင်းတွေလည်းအများကြီးရှိသေးမယ်ထင်တယ်
အခုကျမတို့သိတဲ့နောက်ထပ် private ကျောင်းတစ်ခုကအဲ့ဟာကတော့လက်ရှိခုတက်ထိကိုထုတ်မရလို့ဘေးမှာမိသားစုတွေမိဘတွေကအဲ့လိုမျိုးပဲရက်ကြည့်ပြီးငိုနေကြတာပဲရှိရအောက်ထဲမှာလုံးဝပြပြနေပြီးမှလေထုတ်လို့မရနေဘူးရှင်အခုလက်ရှိတော့ကယ်ဆယ်ရေးတွေကားတွေကော်တင်နဲ့ကားတွေလည်းဘာမှတော့မရှိနေဘူးရှင်ဒီဘက်ကကျတော့တရားကလည်းဝင်အဆင်မပြေတော့လေကားအပေါ်လေးတွေပဲနည်းနည်းချင်းဟိုဟာပေးဖြတ်ပြီးတော့သွားလို့ရနေတာဖြစ်တော့ဟိုဘက်ကနေလည်းကယ်ဆယ်ရေးကြီးမားမားတွေလည်းလာလို့မရဘူးပေါ့နော်ဟုတ်ကဲ့ပါထိခိုက်ဒဏ်ရာရှိတဲ့သူတွေရောလက်ရှိမှာစေယုံစေကန်းတွေမှာဒီအဆင်ပြေပြေကုသနိုင်တဲ့အခြေအနေရှိနေပါသလားရှင်ဟုတ်စေယုံနေထဲမှာအထဲထဲမှာတော့ထဲဝင်ကြည့်တာမျိုးတော့မရှိခဲ့ဘူးအဲ့အပြင်ဘက်တွေမှာတော့ပိုလိုပလက်အလိုတက်ဘော်ဒီတွေရောအကုန်လုံးကတော့ဝန်ထမ်းအင်အားလည်းလုံလောက်မယ်တော့မထင်ဘူးရှင်စေဝါအင်အားလည်းမလုံလောက်ဘူးသိကြတယ်စေးဆိုင်နေမှန်တယ်များတော်တော်များများကလည်းအဲ့တိုက်တွေအကုန်လုံးကပြပြအကုန်တာရှင်အဲ့ဆိုတော့စေးရရှိမှုအခြေအနေကုသမှုအခြေအနေတွေလည်းမလုံလောက်နိုင်ဘူးရှင်ဟုတ်မန္တလေးလည်းဟုတ်တယ်မန္တလေးတချို့သွားလို့ရတဲ့သူတွေမန္တလေးပေးဖြတ်အဲ့လိုမျိုးသွားကြရတာရှင်ဟုတ်တော်တော်များများတော့ရှင်နာထက်လေတေဆုံးတာတွေများတယ်ရှင်ဟုတ်ကဲ့ပါဒီနေ့လည်းငလင်တွေထပ်ပြီးလှုပ်နေတဲ့အခြေအနေတွေဆိုတော့လေလက်ရှိချိန်မှာအမအနေနဲ့ဘယ်လိုစိတ်ပူမှန်မှုတွေရှိနေပါသလဲပြောပြပေးပါအောင်ရှင်ထပ်ပြီးတော့ပထမနေ့ကဖြစ်တဲ့အဖြစ်ဆိုမျိုးကြီးကိုအခုတည်းကရင်ထဲမှာဖြောက်လို့မရသေးပဲနဲ့အဲ့ဒါကြီးပဲလူတွေလည်းအကုန်လုံးကနေမအိမ်ညမအိမ်ကြီးอ่ะအဲ့လိုမျိုးကြီးလေကွင်းပြင်နေမှာပဲအဲ့လိုမျိုးကြီးလွှားပြီးတော့အိမ်တွေလည်းပြည့်ပြီးရင်အဲ့ဖြစ်တဲ့နေရာဆိုလည်းမီးတွေလည်းလောင်ပေါ့နော်ငလျင်တွေလည်းလှုပ်အဲ့လိုတွေဖြစ်ကြတာရှင်အဲ့ဆိုတော့ထပ်ပြီးတော့အဲ့လိုလာမှာကိုလည်းစိုးရိမ်နေစောစောကလည်းအတန်နေအကျယ်ကြီးနဲ့ဟိုပထမရက်ကလိုမျိုးဟိုအပြင်းစားကြီးမဟုတ်တာတောင်မှပေါ့နော်5.2ကိုတော်တော်ပြင်းနေရှင်အဲ့ဒါကိုမှအချိန်မကြာလို့ဒါနည်းနည်းလေးရိုင်းနေပြီးကြံတဲ့ဟာတွေဆိုလည်းခုနဟာတွေထပ်ပြီးပြိုကုန်ပြီပေါ့နော်ဟိုကျမတို့အိမ်ထိတ်ကဟွာလေအိမ်နေဆိုလည်းတမိသားစုလုံးပြီးသွားလူတွေထုတ်ဖို့အပိုင်းနဲ့ဆွဲထုတ်ရတော့တာအလူတွေဖြစ်ကုန်တာရှင်ဟုတ်ကဲလို့ရတဲ့သူတွေဆိုလည်းစေယုံအင်အားတွေလည်းမနိုင်တော့စေယုံမရောက်ခင်မှာတင်ကိုလေတချို့ဆိုလည်းလက်ဖြတ်ချီဖြတ်ပြီးရသလောက်ထုတ်တာဆိုတာတောင်မှလည်းအကုန်စေယုံနေလည်းမနိုင်သွေးလည်းအင်အားလည်းမနိုင်စေးလည်းမနိုင်တော့အကုန်နေထုတ်ရပြီးတော့ရှင်လျက်ထုတ်ရသေးတယ်ဆိုပေမဲ့လည်းတည်သွားကြတာရှင်ဟုတ်ကဲ့ပါအမဒီလိုအခြေအနေတွေကြုံတွေ့နေရတာဆိုတော့လေစကိုင်းမြို့အနေနဲ့ဘလို့အကူအညီတွေလိုအပ်နေပါသလဲရှင်အကူအညီအဓိကဘာတွေလိုလဲဆိုရင်စေဝါအင်အားရဲ့တောက်ရည်ရဲ့တောက်ရည်သုံးရည်နဲ့စားတောက်စရာပေါ့နော်စားတောက်စရာနဲ့အဓိကတော့အကူအညီလေးတွေပဲမိဘတွေဆိုတော့ပုံသိမ့်မိလဲတေရှင်တော့ပြန်ရကျင်ကြမှာပဲအဲ့ဒါလေးတွေလည်းထုတ်လို့ရအောင်ရစီတင်တာကျမတို့ဒီတိုင်းပဲဟိုဘေးကနေပြည်သူလူထုနေနဲ့ပတ်ကြည့်တာတောင်မှမခဲစားနိုင်အဲ့ဒါလေးကိုသိရတော့ပေါ့နော်အဲ့ဒါလေးလိုပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒါကတော့ DV ရဲ့ Facebook Messenger ကိုဆက်သွယ်လာခဲ့တဲ့စကိုင်းမြို့ဒေသခံတယောက်ကိုမေးမြန်းခဲ့တာပါいかがだったでしょうか。現地の状況は刻一刻と変化しており、これからも復興の経過や現場の声を丁寧にお届けしたいと思っています。一人でも多くの方に現状していただくことで支援の輪が広がっていくことを願っています。チャンネル登録や高評価、コメントで応援していただけると、さらに多くの方にこの情報を届けることができます。引き続き私たちミャンマー人の実心からの復興を一緒に見守っていただければと思っています。それでは次回の動画でお会いしましょう。